ချင်းလေးတော့ဆိုပါတယ်ရှင်အမတို့စိတ်မရှိဘူးရှင်အဲ့လိုမျိုးပေါ့နော်ဟိုဘယ်လိုပြောရမလဲစိတ်မရှိတဲ့အတန်မှန်းဆရာမျိုးတွေမတွေ့ချင်ဘူးရှင်ကျမတို့မီးကစီကုန်တော့ပဲဟာမိဆက်စီကောင်ပေးမှာပေါ့စီဖို့အမလဲလက်ကားဆိုတာကြာနေတာပဲကြည့်ကြအောင်ရှင်မိဆက်နှိုးထားလို့လည်းမီးတွေလည်းပိတ်ထားတယ်နော်မီးတွေလည်းပိတ်ထားတယ်အဲကွန်းလည်းမဖွင့်အဲကွန်းကိုကျမအတင်းဖွင့်ခိုင်းထားရတယ်ရှင်အဲကွန်းဖွင့်ရငါအဲ့ဒါမှအသက်ရှူလို့ရမှာလို့အမလေးရှင်ကျမတို့ကပတ်စံပေးဆိုတာရှင်အလကားလာဆိုတာမဟုတ်ဘူးနော်ကျမ line ပေါ်တင်မှာကျမ TikTok ကိုတင်မှာနော်ကျမ TikTok တင်မှာကျမပတ်စံပေးပြီလားဆိုကျမလက်ကားဆိုတာမဟုတ်ဘူးရှင်မီးဆက်နှိုးထားရင်လည်းအဲကွန်းလေးပါလေဖွင့်ပေါ့ရှင်ကျမမပြောချင်ဘူးစိတ်ကလည်းတိုးတယ်ရှင်ဟိုကျမတို့တစ်ခါနဲ့တစ်ခါဆိုရင်အော်တယ်ရှင်ဟိုမှာကြည့်ဘယ်သူကအော်တာလဲရင်အဲ့ဆိုတော့ဖမ်းမှာတေအောင်ကြောက်တာဘယ်ဆိုတော့လဲအခုဆိုနေတဲ့ဆိုတော့ဒီမှာလေအခုဆိုတာဘာဖြစ်လို့လဲပြောအခုဆိုတာဘာဖြစ်လို့လဲသူများ10ယောက်စာလောက်ရှိရယ်အော်သူများ10ယောက်စာလောက်ရှိရယ်ဘာဖြစ်လဲအာပတ်စံမရလို့လားပေးမှာပေါ့ဘလူးကလည်းကားမဆိုဘူးကဲလို့ဘောတော့ပတ်စံပဲနော်စီကုံတော့စီကုံကလည်းစုံနေတာတန်းလန်းကြီးရတော့စီမကုံပါဘူးအဲ့ဒါစုံမယ်ဒီမှာရှင်ဒီစိတ်ဆိုတဲ့ဒီဆိုရင်ကျမကတချင်းစုံနေရပါတော့ကျမချင်းလေးတပုတ်ဒါမှရှင်အစ်မပြေဘူးရှင်ဘလို့အစ်မပြေဘူးလဲဆိုရင်ပေါ့နော်ကျမကတော့ငါကတော့တဲ့ပဲပြောတတ်တယ်ရှင်ကျမတို့ကတော့တိတ်ပြီးတော့ကျမတို့ဟန်လောက်ဖားနေတတ်တယ်လို့တော့မဟုတ်ဘူးရှင်ကျမကတော့တဲ့ပဲပေါ့နော်အဲ့ဒါကျမတို့ဒီအတန်မန်းဆရာဒီမှာဒီအပေါက်ဆိုးတယ်ရှင်အရန်ပေါက်ဆိုးတယ်ပြောဆိုလည်းမတတ်ဘူးမရှိပါနဲ့ကျမရီစရာပြောနေရမှာမဟုတ်ဘူးရှင်ကျမအဲ့တော့ရှင်တို့အထက်လူကြီးနဲ့တွေ့ချင်တယ်ရှင်အဲ့ဒီမှာဟဖုန်းလေးချုပ်ပြီးတော့နားထောင်ပါအောင်ဘာပြောနေတယ်ရှင်တို့ကအထက်လူကြီးကိုတွေ့ပြီးတော့ကျမဟိုမှာပေါ့ပြောတိုင်ကျင်တယ်ပေါ့နော်ဒီဟိုနဲ့အစင်မပြေတဲ့အကြောင်းဒီအတန်မန်းဆရာဒီ sister ရဲ့ဒီဟိုပါပေါ့နော်ပိုင်ရှင်တယောက်ကိုခေါ်ပေးပါနော်ပိုင်ရှင်ကအမကြီးလို့တော့သိရရောနော်အဲ့အမကိုခေါ်ပေးပါနော်အဲ့မှာတော့သဘောကောင်းမှထင်တယ်ပေါ့နော်အတန်မန်းဆရာကတော့အပေါက်ဆိုးတယ်ရှင်ပြောလိုက်ဆိုလိုက်တာလည်းလုံရောတချင်းအောင်စုံနေတန်းနေတယ်ကျမအဲ့လိုကြီးကျမစိတ်ကမထိန်နိုင်ဘူးရှင်ကျမတို့တွေကကဲရှင်ကအတန်ဆက်ဖမ်းပါလေကျမဆက်ဆိုရမှာတခုပဲပြောကျမတိတ်စိတ်ရှိတာမဟုတ်ရှင်တို့အထက်လူကြီးကပြောဘယ်သူလဲပြောရှင်တို့အထက်လူကြီးနာမည်ကိုပြောအင်ဂျင်နီယာနဲ့တွေ့ရတော်သေးတယ်အထက်လူကြီးနဲ့တွေ့အောင်ပို့ဆိုးမှာအထက်လူကြီးကိုပြောခေါ်ပေးပြောရှင်တို့အထက်လူကြီးကိုခေါ်ပေးအခက်မသိဖုန်းနဲ့ပါကောက်ပေါက်ခံမှာ